တူဒီဝန်လာရှင်ကူမရအားလုံးပဲမင်္ဂလာပါခင်ဗျာ33လ2026 12နာရီနဲ့10မိနစ်ထွန်းမဲ့ကနန်းလေးလာပါပြီခင်ဗျာဒီ4ရဒီ1ရဒီ4ရသုံးလုံးပေါင်းခြင်း6လေးထိပ်စီးဖြစ်တဲ့အတွက်ဒီ1ရဒီ6ရဒီ3ရသုံးလုံးပေါင်းခြင်းဟာ9နောက်ပိတ်ပေးထားပါတယ်9လေးထိပ်စီ9နောက်ပိတ်ကိုဒီ2ရဒီ9ရနှလုံးပေါင်းခြင်း16 break ဆိုပြီးတော့16 break ဆိုပြီးတော့16 break ဆိုပြီး9ခွန်းဆိုပြီးပေးထားပါခင်ဗျာဒီ6ရဒီ9ရဒီ1ရသုံးလုံးပေါင်းခြင်း6တစ်ထိပ်စီးဆိုပြီးတော့ပေးထားတဲ့အချိန်မှာဒီ9ရဒီ2ရဒီခွန်ရသုံးလုံးပေါင်းခြင်း9နှစ်ခွန်10ပါဝါ3နောက်ပိတ်ဆိုပြီးပေးထားပါတယ်9နှစ်ခွန်10ပါဝါ3နောက်ပိတ်ဆိုပေးထားပါတယ်ခင်ဗျာ6တစ်ထိပ်စီ13နောက်ပိတ်ကိုဒီ9ရဒီ9ရဒီနှလုံးပေါင်းခြင်း9 break ဆိုပေးထားပါတယ်ခင်ဗျာ9 break ပါ9 break 13ဆိုပြီးတော့6တစ်ထိပ်စီ13နောက်ပိတ်မှာ9 break 13ဆိုပြီးပေးထားပါတယ်ခင်ဗျာကဲအခုတနင်္လာနေ့တော့လာပါခင်ဗျာတနင်္လာနေ့တော့ခဏလေးရတော့ဒီ2ရဒီ1ရဒီ9ရသုံးလုံးပေါင်းရင်13ထိပ်စီးဆိုပြီးတော့ပေးထားပါတယ်ခင်ဗျာအဲ့ဒီ13ထိပ်စီးလို့ပေးထားတဲ့အချိန်မှာဒီ1ရဒီ9ရဒီ10ရသုံးလုံးပေါင်းရင်9နောက်ပိတ်ဆိုပြီးတော့ပေးထားပါတယ်အဲ့ဒီလို13ထိပ်စီ9နောက်ပိတ်ကိုဒီ2ရဒီ9ရနှလုံးပေါင်းရင်9 break ဆိုပြီးတော့ပေးထားပါတယ်ခင်ဗျာ9 break ဆိုပြီးပေးထားပါတယ်အဲ့တော့တနင်္လာနေ့12နာရီ10မိနစ်မှာထွက်မယ်အကောင်းဆုံးကဏ္ဍလေးကတော့89ဆိုတဲ့ကဏ္ဍလေးရ89ဆိုတဲ့ကဏ္ဍလေးရ84